ညာ PDF ကိုသူပဲပိုင်တဲ့ပုံစံမျိုးသူပြောသွားတာသူမပြောရတော့ဘူး မန္တလေးပရိုက်တာဟိုမရိုးသားတာတော့အမှန်ပဲဗျ စကိုင်းရေပြီးတွားရလှူဒန်းခဲ့တဲ့မန္တလေးပရဟိတကကိုကြီးကိုစောင့်ကြည့်စစ်ဆေးဖို့ပောက်ကိုတော့လှုံ့ဆော်နေတာပါ ဟောရှေ့စကားနဲ့နောက်စကားမညီဘူးသူကရွာတိုင်းမှာသူ့အဖွဲ့တွေ20ချထားတယ်ဘယ်နှရွာလဲ9ရွာလား9ရွာဆိုလို့ရှိရင်ကိုလူ100ဖြစ်နေ စကိုင်းရေပြီးတွားလှူခဲ့တဲ့ကိုကြီးကိုပိုင်ရဲကိုမြရှိအကောင့်က PDF ထောက်ဖို့လုပ်တယ်ဆိုတဲ့ဆွဆွဲချက်ကိုပောက်ကိုတော့ကထောက်ခံပြောဆိုနေတာဖြစ်ပါတယ် ပြောရလို့ရှိရင်တော့သူကဘာမရိုးသားတာတော့အမှန်ပဲဗျဘာဒိတ်ပဲလို့ကိုမတည်ဘူး ပိုင်ရဲကိုအမြရှိဒီအကောင့်ကဆွဆွဲပြီးနောက်ကိုကြီးကအညာဒေတာရေပြီးကိုလှူဒန်းနိုင်တော့မှာမဟုတ်ကြောင်းသူ့ရဲ့တက်တော့အကောင့်ကနေပြောဆိုထားတာလည်းရှိပါတယ် အဲ့တော့ပြောချင်တာတော့စောင့်ကြည့်ရတဲ့အထက်မှာသူခင်ဗျားတို့ပါဖို့ပါတော့ဒါခင်ဗျားတို့လည်းစောင့်ကြည့်နေတော့ပါဒီလောက်ဆိုရင်နော် Pride ဟာသမားကိုကြီးကိုစောင့်ကြည့်ဖို့လိုသလိုအခုချိန်မှာလည်းစောင့်ကြည့်နေတော့ပြီလို့သူကပြောဆိုလာတာပါ လူကပဲအညာကိုပိုင်တယ်လို့နဲ့အညာ PDF ကိုသူပဲပိုင်တဲ့ပုံစံမျိုးသူပြောသွားတာသူ တရုတ်ကပြောလိုက်တယ်တော့ဝမနေနိုင်တော့တရုတ်ပြောရင်ဝမလုပ်လို့မရဘူးဘာလို့တရုတ်ခိုင်းလုတ်ကိုလောက်ရတယ်ခမရတရုတ်ခိုင်းတာကိုဝလွန်ဆန်ရဲတဲ့တတ်တိရှိသလားလို့ညီရန်တို့နဲ့အဲ့ဒီပေါက်ယူချန်ပေါက်ရိုက်ခိုင်းလို့မေးကြည့်လိုက် အခုသူပြောသွားတာကဝါကတရုတ်ကိုကြောက်ရတယ်တရုတ်ခိုင်းတာကိုလောက်ရတယ်ဆိုတာလည်းမှန်ပါတယ်ဝါတယ်မဟုတ်ဘူး MNDAA TNLA မြန်မာစစ်တပ်အကုန်လုံးပဲအကုန်လုံးကြောက်ရတာ လုံးဝမလွန်ဆန်ရဲဘူးတရုတ်ခိုင်းတာအကောင်တော့မလွန်ဆန်ရဲဘူးနော်အဲ့တော့တချို့ပြောမယ်မင်းတို့မြန်မာဆိုကလွန်ဆန်ရဲလားဆိုဟာမြန်မာဆိုကလွန်ဆန်တဲ့နေရာလွန်ဆန်တယ်ခင်ဗျာရှော့မတွက်နဲ့ အဲ့တော့လွန်ဆန်တင်တာတွေလွန်ဆန်တယ်ဆိုတော့မလွန်ဆန်တာတွေလည်းရှိတယ်ပေါ့ကြောက်ရတယ်ဆိုတဲ့သဘောပေါ့ဒီလိုမျိုးတော့တက်ရောက်တော့ပေါ့နော် ခင်ဗျာရှော့မတွက်နဲ့နော်ဟမ်မပြောချင်လို့မပြောတာဟမ်ဒါပါတော့အဲ့တော့ဝလုံးဝမလွန်ဆန်ရဲဘူးအဲ့တော့ तू အဲ့အတွက် तू လောက်ရတယ်ပြီးတော့ဟိုလူတွေကလည်းဟုတ်သလားဆိုတော့အဲ့ဒီဗာလေယေရှုတရုတ်မှဆိုတဲ့ အခုဝက်ပြည်နယ်မှာဖြစ်တဲ့ယေရှုတရုတ်မဆိုတဲ့အဖွဲ့ပေါ့နော်သူကသူ့ကိုယ်သူယေရှုတရုတ်မဆိုပြီးတော့ဘာသာတစ်ခုထူထောင်တာပေါ့နော်အဲ့လိုပြဿနာအဲ့အကြောင်းကိုသူပြောနေတာ ပွဲသူ့ယောက်ျားကဟိုဖတီးလို့ပြောတယ်ဝဝလေးဝဝနဲ့ပူနေပေါ့နော်ပူကွာနေအခုတော့ရန်ကုန်မြို့ပြေးလာပြီးကြားတယ်ရန်ကုန်မြို့တောင်ကလာတွေကိုပြေးလာတယ်လို့ကြားတယ်တောင်ကလာတွေမှာစားတော့ဆိုင်ကြီးတစ်ခုဖွင့်ထားပြီးတော့လှုပ်ရှားနေတယ်လို့ကြားတယ် သူကအကုန်သိနေတာမသိဘူးဆိုတာကိုမရှိဘူးအကုန်သိနေတာဒီတို့ကစားရဖားလို့ပါပဲနဲ့ထွက်လာတာမသိဘူးဒီလောက်ထိသိနေတယ်စစ်တပ်ကိုလက်တိုးတိုင်းပေါ့သူတို့တော့ဖမ်းမှာပေါ့မဟုတ်ဘူးလား နော်ဒါတောင်ကလာတွေရောက်လာတယ်ကြားတယ်အဲ့တော့မပြောရတော့ဘူး နောက်အကြောင်းရင်းတစ်ခုကတော့အာဆီယံအထူးတန်တမန်ကိုတော်ဆန်းစုကြည်နဲ့တွေ့ခွင့်ပြုဖို့ထိုင်းမျှော်နေတယ်တဲ့နေပြီးတော့သမ္မတမင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်ပြီးမှာမြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေရှော့ရှာရေးနိုင်ငံရေးအကျဉ်းသားတွေထပ်မံလွှတ်ပေးတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပုံမပေးရနိုင်ရေးတို့ကိုမြင်တွေ့လိုတယ်လို့ထိုင်းနိုင်ငံရဲ့ဝန်ကြီးဆရာဆက်ကပြောတယ်တဲ့ဒီလိုဆောင်ရွက်ချက်တွေဟာအာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုကိုချိန်ညှိရမှာတိုးတက်မှုအဖြစ်တိုင်းတာပြသနိုင်မယ့်အချက်တွေဖြစ်တယ်လို့လည်းသူကပြောတယ်တဲ့ပြီးခဲ့တဲ့သတင်းပတ်ကထိုင်းနိုင်ငံကိုလာရောက်ခဲ့တဲ့မင်းအောင်လှိုင်ရဲ့တွေ့ဆုံစဉ်အကြောင်းအရာတွေကိုထည့်သွင်းဆွေးနွေးခဲ့တာပါဒီတောင်းဆိုချက်တွေကိုလိုက်ရောက်နိုင်လားဘယ်အချိန်လိုက်ရောက်မလဲဆိုတာနဲ့ပတ်သက်လို့မင်းအောင်လှိုင်ကတစုံတရာဂတိကဝတ်ပြုတာမျိုးမရှိဘူးလို့ဆရာဆက်ကဝန်ခံပါတယ်တဲ့စီးပြင်းမဲ့နေရဖြစ်လို့စင်ကုန်မြို့နယ် AR မြစ်အရှိဘချန်ကပြည်သူတွေရရရွှေ့ပြောင်းမှု PDF ကတတိပေးထားရတယ်မန္တလေးတိုင်းစင်ကုန်မြို့နယ်အတွင်းက AR မြစ်ရဲ့အရှိဘကမ်းမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့စစ်တပ်ထိုင်ချရာနေရာတွေနဲ့လွတ်ကင်းရာနေရာဒေသတွေကိုခိတ္တရွှေ့ပြောင်းကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော် Tribunal ကထုတ်ပြန်ထားပါတယ်AR မြစ်ရဲ့အရှိဘကမ်းဟာစစ်တပ်သွားလာလှုပ်ရှားအုပ်ချုပ်ရနေဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့စေလှုပ်ရှားမဲ့လက်နက်ကြီးလက်နက်ငယ်ပစ်ခွင့်ဖြစ်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်ဒါကြောင့် AI မြစ်အရှိဘကမ်းမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ဒီနေ့ကစပြီးစစ်အေးကန်ကာလီသုံးဖို့တပ်မှစစ်အေးကာလဖြစ်ကြောင်းပြန်လည်ရွှေ့ပြောင်းနေထိုင်လို့ရပြီဟုမထုတ်ပြန်မရှင်လွတ်ကင်းရနေရာတွေမှာရွှေ့ပြောင်းနေထိုင်ကြဖို့အပြည်ဆိုင်ရာလူသားချင်းထောက်ထားမှုဆိုင်ရာဥရေစစ်တီတော်ကျုံရလေးစားစွာထုတ်ပြန်တယ်လို့ဆိုထားပါတယ်စင်ကုန်းမျိုးတွေကို2025အောက်တိုဘာလကုန်ရက်မှာစစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးတနှစ်အကြာမှာတော့တော်လိုင်းရေးတပ်တွေကတံမြန်တိုက်စစ်ဆင်လာတာပါ